ရေးစားဟောင်းရဲ့နှလုံးသားလောက်မမာပေမဲ့နှစ်တရာတော့ခန့်နဲ့တစ်သားအတုလူကြီးမင်းတို့ပန်းချံတစ်ခုထဲမှာနေပူမိုးရွာနှစ်ပေါင်းများစွာရှိနေတဲ့တစ်သားခုံတန်းတစ်ခုမှာထိုင်မိတယ်ဆိုပါစို့ဒါပေမဲ့ तू ကဆွေးမြေ့မသွားဘူးချမစားဘူးအယောင်မလွင်ဘူးအတစ်တိုင်းနှိပါလှပနေတော့မင်းလူကြီးမင်းတို့ကဒါကဈေးကြီးတဲ့ကျွန်းသစ်ဘရောက်တစ်ဖြစ်ရမယ်လို့ထင်ပါလိမ့်မယ်ဒါပေမဲ့ဒါကလုံးဝတစ်သားအစစ်မဟုတ်ဘူးဆိုရင်ရောယုံမလားဟုတ်ပါပြီမျက်စိနဲ့ကြည့်ရင်တော့တစ်သားအစစ်တစ်သားအကျော်အဖုထစ်တွေအကုန်ပေါ်ပါပြီလက်နဲ့စမ်းကြည့်ရင်လည်းတစ်သားအစစ်ရဲ့အသားရည်တိုင်းခံစားရပါပြီဒါပေမဲ့သူ့ရဲ့အတွင်းစိတ်ကတော့လုံးဝတစ်သားမဟုတ်ပါဘူးသူကကွန်ကရစ်ပါအိမ်ဆောက်တဲ့လမ်းခင်းနဲ့အဲ့ဒီမီးခိုးရောင်ကွန်ကရစ်ပါတရုတ်နိုင်ငံကလက်မှုပညာရှင်တွေအင်ဂျင်နီယာတွေကဒီကျန်းတဲ့ကွန်ကရစ်ကိုယူပြီးတဘာဝတရားကိုလှည့်စားလောက်တဲ့အမှုပညာပစ္စည်းအဖြစ်ပြောင်းလဲပစ်လိုက်ပါဒီနည်းပညာဘယ်လိုလုပ်လို့လဲဆိုတာကိုနားလေဖို့သူတို့ရဲ့မိုးအကြောင်းကနေစပြောရပါလိမ့်မယ်ပထမဆုံးအသေးစိတ်ဒီဇိုင်းထုတ်ထားတဲ့ဆီလီကွန်မိုတွေလိုပါဒါပေမဲ့ဒီမိုတွေကချောချောပြောင်ပြောင်မဟုတ်ပါဘူးဒီမိုကိုမပြုတ်လောက်ခင်မှာသူတို့ကတကယ်တစ်သားလုံးအကောင်းစားတက်တန်းရှိတဲ့တစ်လုံးကြီးတစ်လုံးကိုရှာပါအဲ့ဒီတစ်လုံးပေါ်ကအခောက်အကျော်အဖုအထစ်တစ်မျက်စိဒီလိုအသေးစိတ်အလှတရားတိုင်းကိုတစ်စက်မှမလို့စေပဲဆီလီကွန်နဲ့ပုံတူကူးယူပြီးမိုပြုတ်လောက်ထားတာပါပြောရရင်ဒါဟာတစ်သားစစ်ရဲ့လက်ပူရောက်ကိုကူးယူထားလိုက်တာပါပဲဒီမိုကြီးစင်သင်းပြစ်ပြီးဆိုရင်တော့ကွန်ကရစ်အရောနှောကိုချက်ချင်းလောင်းမထည့်သေးပါဘူးဒီအဆင့်ကအနုပညာအစံဆုံးပါပဲလက်မှုပညာရှင်တွေက mineral paint တဘာဝသတ္ထုဓာတ်ဆေးတစ်မျိုးကိုယူပြီးဆီလီကွန်မိုရဲ့အတွင်းဘက်ကိုဆပ်ပရေးနဲ့အရင်ပတ်ဖြန်းပါတယ်ဒါကရိုးရိုးတုပ်ဆေးမဟုတ်ပါဘူးတစ်သားအကျော်ရလေးတွေဘလို့အယောင်ဖြစ်မလဲတင်းမျက်စိနားမှာဘလို့အယောင်ရင်းရင်လေးချဲမလဲဆိုတာကိုစိတ်ကူးနဲ့ပုံဖော်ပြီးတော့ဖြန်းရတာပါတစ်သားတုံးတုံးရဲ့တဘာဝဆန်တဲ့အယောင်အသွေးစုံကိုဒီအဆင့်မှာဖန်တီးရပါတယ်တစ်သားတုံးရဲ့ဝိညာဉ်ကိုအရင်သွင်းတဲ့အဆင့်မှာအဲ့ဒီဆေးချောက်သွားပြီဆိုမှကွန်ကရစ်ရောနှောကိုမိုးရဲကိုလောင်းထည့်လိုက်ပါတယ်ဒါပေမဲ့ဒီတိုင်းကွန်ကရစ်လိုပဲဆိုရင်တော့ကျိုးလွယ်နိုင်ပါတယ်လူတွေကအားနဲ့မိမယ်နင်းမယ်လုံးမှာပါဒါကြောင့်ကွန်ကရစ်လောင်းထည့်နေတော့မှပဲအတွင်းထဲကိုတန်ပေါင်းတစ်ခုကိုအယိုးအနေနဲ့ထည့်သွင်းပြီးခိုင်ခန့်အောင်အားဖြည့်လိုက်ပါတယ်အခုတော့သူ့မှာအပြင်ဘက်အလှရောအတွင်းပိုင်းခံနိုင်ရပါရှိသွားပါပြီပြီးရင်ချက်ချင်းဖွင့်ကြည့်လို့မရသေးပါဘူးကွန်ကရစ်တွေတေချာမှာပြီးတော့နေသားတကြဖြစ်သွားအောင်ရက်အနေငယ်ထားရပါတယ်အဲ့ဒီရက်တွေပြည့်လို့ဆီလီကွန်မိုကြီးကိုဂီရုစိုက်ခွာထုတ်လိုက်တဲ့အချိန်မှာတော့အန်ဟောစရာမြင်ကွင်းထွက်ပေါ်လာပါပြီမီးဝရောင်ကွန်ကရစ်တုံးကြီးကပျောက်သွားပြီးသူ့နေရာမှာတဘာဝတစ်သားအကျော်အယောင်အသားရည်အပြည့်နဲ့တစ်သားရုံးလို့ထင်ရတဲ့အရာတစ်ခုထွက်ပေါ်လာတာပါလက်နဲ့ကန်ကြည့်လိုက်ရင်တော့တစ်သားအစစ်လို့လှည့်စားခံရလောက်အောင်တူညီလွန်းလောက်ပါဒါပေမဲ့ဒီလောက်နဲ့မပြီးသေးပါဘူးဒီတုံးတွေကိုတက်ဆိုင်ရာနေရာမှာစကရီတွေနဲ့အသေးချဆင်ရပါတယ်အားလုံးပြီးစီးသွားပြီဆိုမှနောက်ဆုံးအဆင့်အနေနဲ့အထူးလောက်ထားတဲ့ရေဆိုကန်အလွှာတစ်ခုကိုအပေါ်ဆုံးတက်ကနေပြီးတော့တုံလင်းရပါတယ်ဒီလွှာကမှတကယ်တော့ကြပါသူကနေပူရန်မိုးရန်စီးနှင်းတန်တွေကိုခံနိုင်ရရှိစေပြီးအပေါ်ကတစ်သားရောင်ကိုဆယ်စုနှစ်ပေါင်းများစွာလွင့်ပြေမသွားအောင်လို့အတစ်တိုင်းဖြစ်နေအောင်လို့ကာကွယ်ပေးထားပါတယ်ဒီလိုကွန်ကရစ်တစ်သားတွေသုံးခြင်းအပြင်တကယ်တစ်ပင်ကြီးတွေတစ်တော်ကြီးတွေကိုခုတ်လင်းစရာမလိုတော့ပါဘူးတဘာဝအလှကိုလိုချင်လို့တဘာဝတရားကြီးကိုဖျက်ဆီးပစ်စရာမလိုတော့ပါဘူးနောက်တစ်ခါလူကြီးမင်းတို့ပန်းချံတွေကခုံတန်းခုံမှာဝင်ရောက်ထိုင်တဲ့အခါမှာဒါမှမဟုတ်တစ်သားလက်ရန်လို့ထင်ရတဲ့အရာတစ်ခုကိုဂိုင်းမိခဲ့ရင်သေချာပြန်ဆန်းကြည့်ပါဦးတစ်သားဆက်လို့ထင်ရတဲ့တကယ်တမ်းကျတော့လူကြီးမင်းတို့ကိုလှည့်စားနေတဲ့နှစ်ပေါင်းရာချီခံမဲ့ကွန်ကရစ်ဖြစ်နေနိုင်ပါ रे ဒါပေမဲ့တခုတော့ရှိတာပေါ့ဒီကွန်ကရစ်တစ်သားတွေဘလောက်ပဲလှပပြီးတော့မာကျောနေပါ रे ပြောလူကြီးမင်းတို့ကိုထားသွားတဲ့ရေးစားဟောင်းရဲ့နှလုံးသားလေးလောက်တော့မာကျောမှာမဟုတ်ပါဘူး